ဟုတ်ပြီ teacher တို့ဒီနေ့ Hanyu lesson 4ကိုဆက်သွားကြမယ် Hanyu lesson 4ကိုမသွားခင်ပုံမှန်တိုင်းဝေါဟာရကိုအရှင်သွားမယ်ဘာဖြစ်ဝေါဟာရရပြီဆိုရှင်ဒီစာပိုက်တွေအကုန်လုံးကဖတ်လို့ရပြီเนาะဝေါဟာရမရဘူးဆိုရင် तू ကဖတ်ရတာနည်းနည်းခက်တယ်ပုံစံဝေါဟာရတွေကိုကြည့်လိုက်မယ်ဝေါဟာရတွေရအောင်လုပ်မယ်ရပြီဆိုရင်ဒီစာပိုက်ကိုဖတ်မယ်ဖတ်ပြီဆိုတော့ဒီစာပိုက်တွေကအကုန်လုံးနေ့စဉ်စကလုံးမှာအမြဲသုံးနေကြအလွယ်ကူဆုံးပေါ့เนาะ basic အခြေခံတွေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะဟုတ်ပြီဒီမှာဝေါဟာရကိုတွားလိုက်မယ်လုံးချင်းစီပေါင်းပြမယ်နော်ကြည်ရောက်ကြောက်စစ်စံကြောက်ကြောက်ဆိုတာကသူကခေါ်တယ်ပေါ့နော်你叫什么名字နင့်နာမည်ဘယ်လိုခေါ်လဲ我叫香香ကျွန်တော်နာမည်香香ပါပေါ့နော်ကျွန်တော်香香လို့ခေါ်ပါတယ်ကျွန်တော်香香ပါအဲ့လိုပေါ့နော်ဒါကြောက်ဆိုတဲ့စကားလုံးလေးပေါ့နော်ဒါက是神ဒီစကလုံးကို神လို့ထွက်တယ်ပြီးမှ什么ဘာလဲကြားခုမှာပေါ့တယောက်ကားကြီးကြည့်တဲ့အချိန်မှာဆိုလဲကြားခုမယ်什么ဘာလဲအဲ့လိုမျိုးပေါ့နော်ဒီ什么ဆိုတဲ့ဟာပေါ့နော်这是什么ဒါဘာလဲပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်နောက်တစ်ခုကအရေးကြီးတဲ့စကားလုံးမော်ရင်မင်းဒါကမော်ပြီးမှပဲ ing ကိုရင်လို့ခေါ်တယ်မော်ရင်မင်းမင်း知一知明知ဆိုတာနာမည်ဒီမှာတော့明知ပေါ့နော်ဒီကလို့ဒီမှာစကားပြောမယ်ဆိုရှင်တော့明知လို့ခေါ်တယ်ပေါ့နော်明知နာမည်ကိုခေါ်တာပေါ့ရှိရင်ရှင်စစ်ဆန်ရှင်ဆိုတာမျိုးနာမည်တရုတ်တွေမှာဆိုမျိုးနာမည်ရှိတယ်ကိုရီးမြန်မာတွေမှာဆိုမျိုးနာမည်မရှိဘူးပေါ့နော်လူတယောက်ဆိုရှင်နာမည်ဆိုရှင်နှလုံးဆိုလဲနှလုံးသုံးလုံးဆိုလဲတစ်လုံးပေါ့နော်မျိုးနာမည်မရှိဘူးသူတို့စီမှာ1အမျိုးဆို1အမျိုးဆိုရှိသမျှအဆွေမျိုးတွေအကုန်လုံးအရှိကနေ1လို့ထည့်လိုက်တယ်ပေါ့နော်ဒါသူ1အမျိုးတွေကိုရီးဖက်မှာတော့မရှိဘူးပေါ့နော်ဒါမျိုးနာမည်ရှင်လို့ခေါ်တယ်က醫生ကဆိုတာအကူကိုခေါ်တယ်ကိုထက်ကြီးရဲ့ယောက်ျားလေးအကူကိုကြီးရဲ့ကျဲစမ်းစကြီးရဲ့ကျဲကျဲဆိုတာအမနော်ကြားဖို့မှာတာကောဆိုမှအမြင်ကြားဖို့အဲ့တာကောဆိုတာကလာတာပဲပေါ့နော်တာကိုဒီမှာတာဆိုတာကြီးတာဆိုတာကိုကြီးဆိုတာတာမြန်မာလိုမပြီးတော့တာကောဖြစ်သွားတယ်ပေါ့နော်အဲ့မှတကယ်ကတာကလည်းရတယ်ကလည်းရတယ်နော်နောက်တစ်ခုကဒါမျိုးနာမည်မျိုးနာမည်စမှာဆိုတော့စကလုံးကြီးတွေထည့်ပေးတာ治安张医生张ဆိုကျန်းအမျိုးပေါ့နော်သူတရုတ်မှာအရင်အသုံးအများစုမျိုးနာမည်အများစုကဝမ်လို့ကျန်းလို့ချန်လို့ပေါ့နော်ဒီတလုံးက治安陈ချန်အမျိုးပေါ့ဒီမှာဆိုတာနာမည်အပြည့်စုံကိုခုဒီမှာစာပိုက်တွေမှာသုံးမဲ့နာမည်အပြည့်စုံဒီမှာလာဖတ်ကြပါတော့ဝူအောင်ဝမ်အဆုံဝမ်ဆိုတာသူမျိုးရုံနာမည်ဒီဝမ်ကမျိုးရုံနာမည်西一奥小30小莫英明20明王小明王မျိုးရိုးက小明နာမည်ပေါ့နော်ဒါသူရဲ့လူနာမည်ဥပဥလာတို့လူနာမည်လေရီလီ30လီဒါလီအမျိုး西一奥小30小လေရင်လင်20小林လီ小林နော်လီမျိုးက小林ဟူအောင်ဝမ်20ဝမ်အပေါ်ကအမျိုးရိုးနဲ့တူရဲ့ဒီမျိုးနဲ့ဒီမျိုးနဲ့တူရဲ့ဝမ်西一奥小30小ဒီ小လေးပေါ့နော်လေရီလီ40လီဝန်小လီဒီလူနာမည်သုံးမျိုးကိုရရမယ်ဒီဝေါ်ဟာရတွေကိုရပြီးပြီဆိုမှပဲအပေါ်ကစာပိုက်ဖတ်လိုက်အဲ့ဒါဆိုရင်ပို့ပြီးတော့လွယ်တယ်ပေါ့နော်။မေးတင်လေးတွေရှိတယ်။အလွယ်တကူဒါစကားပြောမှာသုံးလို့အရန်ကောင်းတယ်။နီဆိုတာနင်ကြောက်ဆိုတာခေါ်တာ။နီကြောက်နင်ကိုခေါ်တာ။什么ဘာလဲနင့်ကိုဘာလို့ဒီမှာဆိုရင်တော့ဘလို့ပေါ့နော်ဘလို့ခေါ်လဲဘာကိုခေါ်ချင်တာလဲမင်ချစ်ဆိုတဲ့နာမည်ဆိုတော့နင့်နာမည်ဘယ်လိုခေါ်တယ်လဲနောက်ကနေသွားနော်နင့်နာမည်ဘယ်လို什么ဆိုဘယ်လိုကြောက်ကခေါ်ရတယ်ပေါ့နော်你叫什么名字နင့်နာမည်ဘယ်လိုခေါ်လဲမေးတော့မယ်你姓什么နင့်ရဲ့မျိုးရိုးနာမည်က什么ပါလဲ我姓王ငါရဲ့မျိုးရိုးနာမည်ကတော့
玩吧的喏，他读吧喏，姓什么？都也没有那么个吧嘞。他姓张，都没有那么个咯，张吧的。老师说了吧嘞？谁呀妈？谁呀妈也姓没有那么个什么吧嘞？老师姓陈，谁呀妈也没有那么个咯，陈吧的。你哥哥叫你也姑姑叫，说了ခေါ်တာပေါ့နော်什么名字什么ကပါလဲ名字ကနာမည်你ရဲ့အကိုနာမည်ဘယ်လိုခေါ်တယ်လဲတဲ့他叫သူ့ကိုခေါ်တယ်ဝန်ဆောင်华ဝန်ဆောင်华လို့ခေါ်ပါတယ်တဲ့你姐姐，你说你姐姐个阿妈，你的阿妈个叫什么名字？叫个可嘞什么个吧嘞？名字个那么，你的阿妈那么不如可嘞？他叫啊，对啦，他对了，不啊，ရှေ့ရစကလုံးကဒီလိုလေຫນွေလိုမျိုးစကလုံးဆိုတာ main ကလေးကိုကိုစားပြုတာဒီလိုတစ်ချောင်းလေးဆိုလို့ရှိရင်တော့တာရန်ဖန်ဆိုလို့ရှိရင်တော့ဒါကယောက်ျားလေးကိုကိုစားပြုတာเนาะဟုတ်လားကြဲကြဲမို့လို့သူကဒီလိုထားသုံးတယ်ကွဆိုရင်ဒီလိုထားသုံးတာ他叫李小玲李小玲ကိုခေါ်ပါတယ်တဲ့你叫什么名字နင့်ရဲ့နာမည်ကရော叫ခေါ်တာပေါ့နော်什么名字ဘယ်လိုခေါ်ပါသလဲ我叫ငါ့ကိုခေါ်တယ်ဝန်ဆောင်မင်းလို့ခေါ်ပါတယ်ငါ့ကိုဝန်ဆောင်မင်းလို့ခေါ်ပါတယ်နာမည်ခေါ်ပေါ်ဒီစကားပြောလေးနော်အဲ့လေးမှတ်ထားမယ်你叫什么名字ဒါတော့ရိုးစာပိုက်ပဲစကားပြောပြန်ရမှာမဟုတ်တော့我姓王ငါရဲ့ရိုးရိုးနာမည်ကတော့ဝမ်ပါတဲ့叫王小华王小华လို့ခေါ်ပါတယ်我弟弟叫王小明我弟弟ဆိုတော့ငါရဲ့ညီလေးကိုတော့叫ခေါ်တယ်王小明လို့ခေါ်တယ်我妹妹叫王小丽我妹妹ငါရဲ့ညီမလေးကိုတော့叫ခေါ်တယ်王小丽လို့ခေါ်ပါတယ်เนาะဒါလေးကဒီပေါ့ဒီမောင်နှမခေါ်ပေါ်လေးတွေနာမည်လေးတွေเนาะဒါလေးတွေမှတ်ထားဖို့လိုပါတယ်โอเคပါဒါတော့ lesson 4လေးပြီးပါတယ်